ပေမဲ့တချို့အမှုတွေတော့ရှိနေတယ်ခင်ဗျားတို့ထောင်ထဲတန်းသွင်းလိုက်လို့ရတယ်ခင်ဗျားတို့မာလောက်နဲ့တရားဝင်သွားပြီးတရားဝင်နဲ့ပြန်ပြီးတော့သာအမေဒီသားအိမ်ကိုမှန်းတာပဲဒီကြည့်တယ်ဟုတ်လားဘာဖြစ်လို့ဒီဘက်ကျတော့ကမင်းမရတော့ဘုဘက်လမ်းမှာသွားပြီးတော့ရောက်မှအိမ်မှာ၎င်းလေးပတ်ဖို့တွေတွေ့လိုက်တယ်နောက်နေ့အမေဒီမှာလာပြီးတော့သိလိုက်တယ်ညကြတော့အဲ့ဒီဝင်စစ်တယ်အဲ့ဒီတိုင်ကတော့ဘယ်လိုလုပ်ပြီးတိုင်မလဲကိုယ်မေးကိုအိတ်တာအေးအဲ့ဒီမတိုင်ဘူးအင်းချင်းအမေအဲ့ဒီသားတယောက်လုံးထောက်ထားသွားဒီလိုတော့အဲ့ဒါဒီလေအဲ့ဒါကိုပြန်ပြင်ဖို့စူးစမ်းတယ်ကျွန်တော်တို့သင်္ကန်းမျိုးမျိုးတွေကတော့ကိုယ်လေးကအဲ့ဒါကိုတင်တယ်ကြောင်းလိုက်ပါဘာဖြစ်လို့လဲဒါကအင်္ဂလိပ်တစ်ချက်ကနေချက်သမားကကျွန်တော်တို့ပြည်သူဖိတဲ့ကိုထားခဲ့တဲ့ပုံပါ1900နဲ့ခုလို့အောင်းနေပါတယ်1985မှာဒီလိုသိန်းချက်ကလက်နဲ့ကင်ဒေါ်လာရေးမျိုးချစ်ဒေါ်လာရေးသမားတွေကမျိုးပေါ်တက်ပြီးတော့တော်ရမျိုးပေါ်တက်ပြီးတော့လူစုတဲ့အခါမှာအဲ့တော်ရတက်လာတဲ့လူတိကျဖမ်းလို့ကအဲ့ဒါကရင်တရင်ပို့ရပြီပြည်လူကိုပါလေအင်ဖော်မှာပြန်လုပ်ခိုင်းတယ်ဒါစဉ်းစားပြီးမှထော်လိုင်းလို့ရမယ်လို့ထော်လိုင်းတွေမှာရက်ွက်တဲ့လူတွေဝင်ဖက်ကစားလူတွေကိစ္စတွေသူတို့ဒီနာလာပြီးတော့လေအဲ့ဒါကိုသူတို့မလုပ်ဘဲနဲ့သူတို့ဘယ်ရောက်သွားလဲဆိုတော့ညောင်းတော့ဘာသက်တွေပဲရောက်သွားတယ်ရေစားတဲ့ခါကျတော့ပြန်လာရောက်သွားတယ်ဂိမ်းတိုင်းနဲ့ပြန်လာတဲ့ကောင်းကင်ကြီးထောင်လိုင်းတွေဘယ်လောက်ကြားလဲဆိုသူတို့ပြောပြလိုက်တယ်ဓာတ်စီပေါင်းကိုတို့နှလုံးသုံးလုံးလို့ကျွန်တော်တို့စီမှာအဲ့ဒါလေထောင်လိုင်းဘယ်လောက်ကြားလဲဆိုသူတို့သိတယ်အဲ့သူလုပ်ပဲနဲ့ပြည်သူကိုခိုင်းတာအဲ့ဒီဥပဒေကမတရားတဲ့ဥပဒေပြည်သူလူထုကိုမယုံသင်္ကာဖြစ်တဲ့ဥပဒေအဲ့တော့အဲ့ဒါကြီးကိုပြတ်ပြတ်ပြီးပါလူတွေကိုဖိစီးတာပေါ့လို့တွတ်တော်လည်းပဲခွဲလိုက်တယ်ဘယ်လိုဆုံးဖြတ်လဲဆိုတော့တဲ့တင်းတော့မတိုင်လို့မရဘူးလက်တိုင်ရမယ်တဲ့တင်းတိုင်ပတ်စံတော့မပေးနဲ့တော့လေနောက်ဆုံးထွက်လာတဲ့တွတ်တော်ကဆုံးဖြတ်ချက်တယ်အဲ့တော့အဲ့လောက်နမူနာတော့ကြီးလိုက်ရတယ်သဘောပေါက်တယ်ပေါ့ကိုအပြီးပြန်ဖို့လို့မပြန်ဖို့လို့ဆိုတာဒီမှာအားရရှိတာမရှိတာခဏခါကိုမြေကိုရာဒီမှာလို့ပဲပြန်ကြည့်ရင်ခုနကစာပေးမှုဥပဒေခုရှိသေးတယ်နော်အီးမေးအဲ့ဒါရှိသေးတယ်အီးမေးပို့ရတဲ့ခါမှာဒီကြရင်ကျွန်တော်ကနိုင်ငံသားတွေပြောတော့နိုင်ငံသားတွေစက်ပြူသွားတယ်ငါကြားတယ်အစော20လောက်ပို့ထားတာကွာအေးမင်း10စုနှစ်နဲ့ကြည့်ပြီးတော့နေရလိမ့်မယ်သစ္စာဝ15နှစ်ရာစုနှစ်နဲ့ကြည့်တော့ပါတော့မင်းနောက်ဘဝတော့အလုပ်ပို့ပါလို့ရမ်းလာပါခါမှမကြောက်ဘူးအကြောက်တဲ့အမှုတွေမှအများကြီးရှိတယ်ဘာမှုတွေရှိတယ်ရှိတာပေါ့ကွာလူတယောက်ကထောင်ထဲရောက်လာဘာမှုလဲပြီးတော့သူ့ကိုယ်သူမသိဘူးဘာလဲသူကဘာလို့လဲအပြင်မှာဘာမှအမှုကပုဂ္ဂိုလ်ပါကွာသူကပုဂ္ဂိုလ်ဘာလို့လဲဆိုတော့အဲ့ဒီဒီကောက်ပဲအပြီးတက်တက်နိုင်မှာပို့တဲ့ဒီကလာနိုင်တဲ့တွတ်တော်အမှတ်တွေကိုဒီလူတွေစာဖတ်မှလာပြီးပို့တယ်တွတ်တော်လည်းမပို့ထောင်ထဲကိုပို့လိုက်တယ်အဲ့ဒီအချိန်မှာဂျုံတွေကိုချိတ်ပိတ်ဆိုင်ပုံတွေဖြုတ်ပြပြဝတ်တယ်နေထားတယ်ဆိုတော့သူတယောက်ကသွားပြီးတော့အဲ့ဒီလူကန်ဌာနဟိုးတန်းချောင်းလို့နေဘိုးလူကိုရောက်တော့လူငယ်သွားလို့လာတော့သူကလည်းကောက်ဖတ်တယ်ပတ်စံနဲ့ဖြတ်ပိုင်းတယ်သူကျင်ညာဖို့သူ့လုပ်တယ်လို့ဆိုတာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကလည်းသူတော်တွေဘယ်နှကြက်ပါပြီးရင်သူကဘာလို့ရမှာလဲသူတော်ပေးရမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးလည်းအောင်ပွဲတက်ရပါတယ်ခင်ဗျာလာလိုက်ခဲ့ဒီစိတ်ပေါ်9000နဲ့ရောက်သွားကိုယ့်ကိုယ်ဘာမှမလုပ်ဘူးအဲ့ဒါလည်းကျောင်းသားတွေလည်းဒီအတိုင်းဒါလည်းကိုတော့ဆိုတယ်ခုလေးရတယ်ဘယ်ပါတယ်ခုလေးကသူ့တော်မှားမှုနောက်တစ်ယောက်1996ရောက်လာတယ်သူ့ကိုဘာမှမသိဘူးဘာမှလည်းဆိုမသိဘူးလေငါဘာလို့လဲနောက်ကရေတိုက်တယ်ဟာလေမော်တော်ရေတိုက်တာလားဘာမော်တော်ရေမမောင်းတော့သပိတ်တော့မသိတော့ဘူးဘာလဲဆိုတာငါပါတဏှာပြတဲ့96မှာထွက်လာတဲ့ကျောင်းသားတွေငါစတိုးဆိုင်ပဲကြီးရေတိုက်မှုတွေသွားကမ်းလိုက်တာရေတိုက်မှုအဲ့ဒါဘယ်လောက်ကြာလဲ9နှစ်အဲ့တော့ကျောင်းသားတွေပြန်တော့တယ်ဒီအဲ့ဒါလေရေကျိုး9နှစ်ဆိုတာ
ကန်ကြတယ်ကျွန်တော်ပြောပြီးပြီရေမတိုက်ပြီးနေတယ်သူ့မတောင်းပြီးနေတယ်အမေတွေမှာသားမအိပ်ပြီးနေတယ်စားမပေးပြီးနေတယ်စောက်တယ်နည်းနည်းဘာအဖွဲတာအဖွဲရလဲသိတဲ့အတိုင်းပဲအများကြီးရှိတယ်တိုက်တာတော့ကျွန်တော်တိုက်တဲ့ကျွန်တော်ဒီဘက်ကနေလို့ဥပဒေတွေနဲ့ကျွန်တော်ခင်ဗျားတို့လုံးသမျှကြည့်အောင်ကြားနိုင်တယ်ဒါအဖြစ်ဘယ်နဲ့လုပ်ကြမလဲဒီလိုပဲလုပ်ရတော့အကုန်လုံးရဲရဲနေနေလုပ်ကြတယ်ဆိုလိုတာကတော့တကယ် institutional life မဖြစ်ဘူးအဖွဲ့အစည်းနဲ့စနစ်တကျကြီးတဲ့ဘောင်နဲ့ရန်ရာကြီးမှန်နေတာမျိုးမကြဘူးခုနပြောသလိုမှတ်ပုံတင်အဘက်မှတ်ပုံတင်တဲ့ဥပဒေကိုလည်းဒီနေ့ဒီမပြင်နိုင်သေးဘူးယင်းညွှန်တာမှုဥပဒေဆိုတဲ့ရှင်းရှင်းလင်းလင်းသက်သက်သာမကြဘူးဟာနဲ့ပဲသွားကြတယ်ဆိုတော့အရင်လိုနားလည်မှုဆိုတာမျိုးအဲ့ဒါကိုသွားကြတယ်အဲ့ဒါဘာလို့ရလဲဆိုတော့ကိုယ့်ဘက်ကအင်အားကောင်းအောင်ကြိုးစားတယ်ဘာဖြစ်လို့လဲဆိုတော့သဘာဝတရားကြီးကဓမ္မနဲ့အတ္တမစပြီးတော့သမိုင်းခေတ်ကူတွေကအားပြိုင်တာရတယ်နောက်ဆုံးကျရင်ဓမ္မကအနိုင်ရတယ်ဒါပေမဲ့အာမန်တဲ့တွေတော့တော်ကြတယ်အဲ့ဒါတော့အားရှိတော့တရားစတာမှုသမားတွေအားရှိတော့လူစုရတယ်အဲ့တော့ဒီမှာလည်းကျွန်တော်အကြံဉာဏ်နဲ့တောင်းတယ်ဘုရားလည်းကျွန်တော်လာတာစာရေးတဲ့သူတယောက်နဲ့ဖြစ်ပေမဲ့စာပေဟောပြောပဲဖြစ်ပေမဲ့ဖြစ်နေတာကျွန်တော်တို့မိသားစုကြီးတဲကထွက်လာပြီးတော့အမေအိမ်ကိုပတ်စံပြန်ဖို့ကိုလည်းဝေထွက်ချာတဲ့ညီကိုတွေမောင်နှမတွေကျွန်တော်တို့ရောက်လာတော့ဆိုတော့ကျွန်တော်တို့စိတ်ထဲမှာဘာဖြစ်လဲတာမန်စာရေးပြနဲ့စာပတ်ပိဋကလောက်ဆိုတာတဲ့ကျွန်တော်တို့ပူကြတယ်ဒါကျွန်တော်တို့ထုတ်မပြောဘဲနဲ့ကြောက်တယ်နားတယ်ကြအဲ့တော့အိမ်နဲ့ဝေးနေတဲ့သူတွေကအိမ်เจ้าနဲ့ချင်းကျွန်တော်အိမ်เจ้าပြန်ပြောကြတယ်ကိုယ်တိုင်ကတော့ဘယ်လောက်လဲဆိုတော့ကိုယ်တိုင်လည်းအနည်းနဲ့တော့ပေါက်သိခံထားခဲ့ရတော့ခုနအမှားကြီးပြောပြလို့ပေါ့ထွက်လာတဲ့ကိုယ့်ရဲ့ကာယကြီးဆိုတော့ဖြစ်တယ်ကျွန်တော်ဆိုရင်သိပြီးလို့တော့ကျင်ကြောင်းတယ်ကျွန်တော်သားတက်လာတဲ့အခါမှာအဲဒီ shopping center ကိုတဲ့နေရာကိုကျွန်တော်တစ်ခါမရောက်ဘူးကျွန်တော်ညီမလေးတွေကရောက်ဖို့လက်လေးတွဲပြီးတော့ကျွန်တော်ခေါ်ပါတယ်အဲ့မှာလူတွေရောက်တော့ကားပေါ်အောင်မလေးကပါဆင်းလိုက်တော့ကားအကြီးမကားပေါ်ဆိုတော့လူကြီးကကွဲသွားတယ်အဲ့ဒါကျွန်တော်ပြောတယ်မတော်တော့လက်ကိုဘုတ်ခိုင်းလိုက်ရှက်တယ်ကိုငါပြောလို့ကောင်းလို့ဒီကလေးချင်းချင်းပြောလိုက်တော့ဟောညီမလေးကျွန်တော်အမတန်မှစိတ်ကုန်တဲ့မျက်နှာကြီးကြည့်လို့ကိုတော့တော်ပြီအဲ့ဒါစကားတမိန်ကွဲလို့ခေါ်တယ်ကျွန်တော်မတော်တဆပြောသွားတယ်မသိဘူးလေခင်ဗျားတို့လည်းဘာမှပြောရင်အဲ့ဒါတို့ကမသိမှဆိုတော့ကျွန်တော်ကြိုပြောတာလေကွဲလက်ဖို့ခိုင်းတယ်သူ့ခင်ဗျာတေးချကွဲထားဒါနဲ့တော့အဲ့ဒီ shopping center လေးရောက်သွားတဲ့ခါကျတော့ escalator နဲ့အပေါ်တက်တယ်ပေါ့ဗျာတစ်သက်မှာတစ်ခါမှမတက်ဘူးဒါပေမဲ့ခက်ကြည့်ပဲကျွန်တော်ရုပ်တည်တယ်မှာဒီမှာပြောတဲ့အားချက်တယ်ဆဲဆိုတော့သူတို့ကရှိရတယ်သူကနောက်ကဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒါကြီးနေလူတွေဟာဘာလို့တော့ကြော်တက်သွားမှာလဲဒီရွေးပြားတဲ့ဒေသရဲ့သဘောရတယ်ရှေ့ကသူကရှေ့ကိုရောက်မယ်နောက်ကသူကနောက်ပဲရောက်ဘာလို့ငါနောက်ကသူလည်းဘာလို့ကြော်တက်သွားတာအကြာကြီးစဉ်းစားတော့မော့ချက်တော့ကိုယ်ဒီကားတွေကကျွန်တော်ညီမတွေကျွန်တော်လုံးဝသုံးမရတော့တဲ့ကြောက်တယ်ချက်လုံးလုံးမျက်နှာကြီးမဲဆိုသက်တော့ဗမာပြည်တဲ့ရင်တဝက်လောက်မှမီးပြတ်သွားတော့ရက်သွားတော့မသိနိုင်ဘူးဒါကြီးဗမာပြည်တစ်ခုလုံးကလည်းမီးပြတ်ပြီးတော့ကြက်ပြီးတော့မီးကြောက်တော့လုပ်တယ်ကျွန်တော်အဲ့ဒါကျွန်တော်ကထိုင်းမလေးလို့သိကူတော့ကြော်တက်သွားတာဆိုတော့အဲ့ဒီတော့ကိုရနိုင်ငံတွေကကြော်ပြီးတော့တက်သွားတဲ့အချိန်မှာပြောလို့ကောင်းတယ်ပြတ်တိတ်တာအားကိုကိုလို့နိုင်ငံခြားကိုရောက်နေပါတယ်အမိမောက်ဘယ်တော့မှမတည့်ဘူးနောက်ဆုံးတိုင်းပြည်ချင်းတွေကကျွန်တော်တို့တကယ်သိတဲ့အတိုင်းအသေးစိတ်တွေတော့ကျွန်တော်မပြောတော့ဒီမှာစာပေပြောပဲဆိုတော့စာပေကြောင်းကလည်းမပါလို့မရဘူးစာအုပ်ထဲဟာလည်းလည်းပါပြောပြမယ်ဒါပေမဲ့တတိချင်းတွေအကုန်လုံးချုပ်ပြီးတော့ဟိုသွားလိုက်တာလည်းဖြစ်နေတယ်ကျွန်တော်ပါမှာပဲဒါပေမဲ့ကျွန်တော်မြင်တဲ့ကျွန်တော်တွေးပြီးတဲ့အပိုင်းကိုကျွန်တော်ပြောတာပဲဒါလည်းကျွန်တော်ပြောရင်လည်းကျွန်တော်ကပညာတဲ့စကားမျိုးကျွန်တော်လည်းမတတ်ဘူးကျွန်တော်ပြောတတ်ဘူးမှတ်မိတဲ့ပုံစံနဲ့တော့ကျွန်တော်ပြောပြမယ်အဲတိုက်ပြည်တွေမှာဖြစ်နေတာတစ်မျိုးသားလုံးမှာဖြစ်နေတယ်ဆိုတော့ဌာနဆိုင်ရာတွေအမိုင်းကပြောသွားတယ်ပြည်သူတွေနဲ့အခြေအနေဥပမာပဲတစ်ခုကြည့်ပါပြည်သူတယောက်က
ထောက်ခံတာတစ်ခုလိုချင်လို့လက်မှတ်ထိုးစီလို့ဌာနဆိုင်ရာတစ်ခုကိုဝင်သွားတယ်ဆိုတော့အဲ့ဌာနကဘာဌာနလဲလို့ကျွန်တော်ပြောပြရမယ်သူတို့ကလူတွေအမှန်တန်ကူညီနေနေတဲ့သူတို့ကူညီပြတယ်ဆိုပြီးလိုက်ပြောတဲ့ဌာနကိုထားလိုက်ပါတယ်ဘယ်ဌာနလို့ပြောလို့လဲဟုတ်ကဲ့ဒီမှာတော့ပြောအဲ့ဌာနနဲ့ဝင်သွားလို့သူကနေပြီးတော့လက်မှတ်ထိုးပြရမယ်စာရွက်တွေလိုက်ကြည့်တယ်အားလုံးပြည့်စုံတယ်နောက်ဆုံးလူသားအသိချင်းကြောင့်ထောက်ခံတာကပါတယ်ပေါ့ဘာမှကျင်းကြမရှိဘူးဒါပေမဲ့တစ်ခုလုံးနေတယ်မာတစ်ခုလုံးနေတယ်တစ်ခုလုံးနေတယ်နောက်ဆုံးကျမှတိတ်ကြီးဆွဲဖွင့်ပြီးတော့ပေးလိုက်တော့မှလက်မှတ်ထိုးပြရတော့ဩသူပြောတယ်သူမြင်ရတယ်လို့သိဘူးလေတွေ့တာပဲအဲ့ဒီဒုက္ခကဆင်းလာခဏတည်းဆင်းလာဝင်းထဲမှာကလေးတွေတော့တယ်ပဲသူတို့ကလည်းကလေးတွေရှိတာအဲ့ဒီအကူကြီးခံလိုက်ရတဲ့သူကကြောင်းပြပါလေဆိုတော့ကျော်လာကြရင်ကြောင်းဖွင့်ပါပဲအဲ့ဒီကြရင်လည်းငါတရက်ကူညီအောင်ပါပဲလို့သူကဆောက်လာပြီးသူကြတဲ့ကလေးလေးနဲ့ဆိုတော့ကြောင်းဖက်တော့ကြာဖတ်ပြီးလားကြားတယ်တော့ကျွန်မကူညီထားတာလေကျွန်မကူတည်းကူညီရမယ့်အတက်ရောက်တယ်ဆိုတော့နားလည်ပါလေကျွန်မရဘယ်တော့ကြားလဲတော့ပြောပါတော့ဒါကတရားကြည့်ဖို့ဒါကတောက်ယူဖို့ဒါကပြည်ပြခဲဖို့ဒါကပြကြောက်ပဲပြန်ကူညီလိုက်တယ်အဲ့လိုကူညီလိုက်တဲ့အချိန်မှာတခြားဌာနဝန်ထမ်းတွေကလည်းပါနေတယ်ဆိုတော့စေဝါလူကလည်းတွေ့ပါဘောဒီဆရာမလေးလည်း96ပါးတွေက5ပါးတော့ညှို့ပါငါ့ကိုနေတာလေဆရာမလေးကနားပြီဆရာမလေးကတော့ဆရာမလေးအမေလောက်ကတော့ဖြစ်ပါဘူးဆရာမမလေးကျမှပြောတာအားနာတယ်ကျွန်တော်ပြောတာကအပေါက်ကစောက်တယ်ဝန်ထမ်းလို့ထားလိုက်စေဝါဝင်သွားတာနဲ့ရိုးရိုးလားရှယ်လားလို့လမ်းမေးတော့လက်ဖိတ်နိုင်တာဘာလဲရိုးရိုးလားရှယ်လားဆိုလေရိုးရိုးဆိုတာကဘာမှမပေးဘူးဆိုရင်တော့လက်တော်လဲဝင်လာအောင်တင်တာနဲ့အဲ့ဒီဈဉ္ညာဇန်တစ်လျှောက်မှာအပေါက်ကြီးရှိတော့မဖာပဲထားတာတမင်သက်သက်ထားတာသူလစ်တော့ဘာဖက်လိုက်တယ်ကြာရင်ဆိုတော့အဲ့ဒါကိုတွန်းချလိုက်တယ်မူလယောဂကတစ်ခုအဲ့ကြာရင်ကိုတွန်းလိုက်တဲ့တွန်းချလိုက်ခါနာဝါဒနောက်ခုအဲ့ဒါရိုးရိုးရှယ်လို့တော့အဲ့ဒါကိုပြေးပြီးတော့ထုံးပေးမယ်အဲ့တော့အဲ့ဒီမှာခံလိုက်ရတဲ့အချိန်မှာလည်းတခြားဌာနကလူတွေကလည်းပါပြန်ရောပါပြီးတော့ကြည့်ပြီးသိသေးကတက်တွန်းလဲတွန်းလဲဆိုအေးပေါ်လို့ငါတို့နေမကောင်းလို့တော့မင်းလှုပ်ထားဘူးမင်းကလေးလဲ73နှစ်ပြည့်ရင်တော့စီစီရိတ်ကတော့လာယူရမှာပဲငါလည်းစောင့်နေပြီဆိုတော့ဆက်စောင့်နေတာဘယ်တော့ပြီးလဲကျွန်တော်တို့ဘယ်တော့မှမပြီးတော့အဲ့ဒါကဌာနဆိုင်ရာအချင်းချင်းပဲရှိလို့ပဲเนาะဒါအောက်ခြေလေးပဲကျွန်တော်ပြောနေတာဒီတဲ့ပြင်းပြီးလို့ကြည်ပါလိုက်ပေါ်သွားလိမ့်မယ်ဒီရဲ့အချင်းဌာနဆိုင်ရာအားလုံးကိုကျွန်တော်တို့တာမန်ပြည်သူတွေကကြတော့အကုန်လုံးဒါစုပြီးတော့ခံရရတယ်အဲ့လိုပြည်သူတွေအကုန်လုံးကဌာနဆိုင်ရာဖိတ်ပြီးဘယ်လိုဖြစ်သွားလဲဆိုတော့စာပေဟောပြောပွဲဆိုတော့စောက်ပြရပြောတော့ဘုရားရှင်ခံမှပြန်လာတော့ဆိုတဲ့အဲ့ဒီဆက်ကြောင်းလို့ပါတူတူလေးပါအဖိုးကြီးဖိုင်းတော့ကလည်းပြက်ကြီးရာပြက်ကြီးတဲ့မှာမိုးအောင်လို့ဆိုတော့ဘာမှစိုက်ပြောလို့ပြလို့ငတ်နေတော့စားရတယ်မရှိဘူးဘိုးရဆူတောင်းတော့ဖိုင်းရမယ်ဘိုးကြီးဘာလို့လဲငါဆူတောင်းလို့ဆူတောင်းလို့မရဘူးဘာလို့လဲကောင်းကင်ဘုံက God တရားသခင်ကိုရှင်းစာရေးရမယ်ဘယ်လိုရေးရမလဲဒီမှာပြောလို့တို့ဘုရားသခင်ဘိုးကြီးဖိုင်းမိုးအောင်လို့ငတ်နေတော့မယ်ဒေါ်လာ100လောက်ဖြစ်တယ်စာရေးပြီးတော့စားတဲ့ကိုစောက်ပြလိုက်စားတဲ့ကလူရတယ်စာဝေကိုဖြတ်တယ်ကြီးတယ်တက်သွေးရဒါပဲမျိုးဒါပဲဆောင်းကြည့်လိုက်တော့သူ့ဘုရားသခင်တရားလိုက်တာကောင်းနေဘူးဟာကောင်းနေဘူးလူပို့လေညာတဲ့ပို့ရင်လည်းမော်တော်ဆိုင်ကယ်ကိုဝင်တိုက်တယ်ဒါမှကြွအောင်ဘာအကြီးကြီးလို့လဲဆိုတော့ဖောက်ကြည့်လိုက်တဲ့အခါကျတော့ဩတနာပါလေဘိုးကြီးပွားပြီးတော့နှပ်ပြီးပြေတော့ပဲနိုင်ငံတကာမှာအလကားပေးနေတဲ့ကိုသိန်း30လောက်နဲ့ရောင်းနေတဲ့တက်တယ်ကြီးကတနာတယ်ပြည်သူကြီးလားတနာလို့အားလုံးပြည်လဲအောင်တက်တယ်ကြီးကပေါ်တယ်ကတယောက်နဲ့ဒီခက်ကြပါဖြစ်လိုက်ဆိုတော့ဒေါ်လာ40လောက်ကျတဲ့အခါမှာအဲ့ဒီဦးစီးရရှိရငါတစ်ထက်လိုက်တော့ဘာ50လောက်တော့ပေးလိုက်ပါဘူးအဲ့ဒါစာအိပ်ပိတ်ပြီးတော့တို့လေသမားကြီးကိုမှဘုရားသခင်ပြန်လာတော့ပတ်ပေးလိုက်ဘုရားပြောလိုက်တာ
ဘာကြီးငါတို့မသေးတော့ဘူးဘုရားသခင်ကြီးကပြန်လာလာပြီးပြန်လာလာပြီးပတ်စံလဲပါတယ်ဘာကြီးရတယ်ဟုတ်လားတကယ်လားတကယ်ဘာကြီးကြီးဟုတ်တယ်ဘာကြီးတေခြင်းသူစာရိုက်ကအောင်တယ်ဘုရားသခင်ကတရားပြလိုက်တာ90ထပ်ယူထားလိုက်တယ်ဒါတကယ်ပဲတကယ်ဝန်ထမ်းတွေနဲ့ပြည်သူတွေရဲ့အပြတ်အသတ်ထားရှိတဲ့လူကြီးပြတ်သွားတယ်ကြားတယ်အဲ့ဒီတော့ကျွန်တော်တို့ကဝန်ထမ်းတွေဆိုတာလည်းတကယ်ပြည်သူတွေကပြည်သူဝန်ထမ်းတွေဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ်စစ်စစ်ပဲဖြစ်ဖြစ်ပြည်သူလူထုညီညွတ်နေမှာအဲ့ဒီစနစ်ကိုကျွန်တော်တို့စက်တုတ်တက်ပြီးတော့ပေါင်းလို့ရမှာမဟုတ်ရင်သူကအသိစိတ်ကိုသွေးခွဲထားတဲ့အခါမှာကျွန်တော်တို့အောက်ခြေမှာအဲ့လိုအညီမညွတ်ဖြစ်သွားပြီးသိကြိုက်တာတကယ်လည်းခံပြီးထားဖို့ရမနေ့ပြန်မယ်အဲ့တော့ကျွန်တော်ကအခုဒီပွဲကိုတက်လာတဲ့လူအကုန်လုံးဆရာဝန်တွေကျွန်တော်သဘောထားပါတယ်သိကူကြကျွန်တော်ကဖြစ်နေတဲ့နေရာမှာနာနေတဲ့ကိစ္စဘယ်နေရာမှာဘာဖြစ်လဲဆိုတော့ကျွန်တော်သိတော့ကျွန်တော်ပြောပြတယ်အနာသိမှကျွန်တော်တို့သိကူကိုသိညွှန်းစဉ်းစားကြအောင်အဲ့တော့ဒီထဲမှာကျွန်တော်တို့တက်တဲ့ပညာအားဖြင့်၎င်းအတွေ့အကြုံအားဖြင့်၎င်းကြီးတဲ့ပြတ်တဲ့လူတွေသိတဲ့နားလည်တဲ့လူတွေရှိတယ်အတွေ့အကြုံလည်းအပြင်လောကမှာကျွန်တော်တို့ပုံနေခဲ့ရတော့ကိုရှိတာကိုတိုင်းပြည်လူတဲ့လူမာလည်းဘလို့ပြန်ထူအောင်လဲဆိုတာစဉ်းစားတော့ကြပါကျွန်တော်ကတော့ဖြစ်နေတဲ့ယောဂလက္ခဏာတွေကျွန်တော်သိတဲ့ကြောင်ဒါပြောပြတကယ်တကယ်ကရှိမှမြောက်လို့ပြောသွားတာလေတော်တော်ပြည့်စုံသွားပြီဒီပညာတယ်ဆိုတဲ့လူတန်းသားကတတိမရှိဘူးဆိုရင်အဲ့ဒီတိုင်းကြီးကခုနလိုပဲဟိုခေတ်ဆိုးကြီးမှာအကြာကြီးနေရပါတယ်အဲ့တော့ပညာတတ်တွေတကယ်လို့လေပညာစုဖွဲ့ပြီးဖြစ်နေတယ်လောကမှာနှမျိုးပဲပညာစုဖွဲ့ပြီးဖြစ်ရင်မဖြစ်ရင်လက်နဲ့နိုင်ငံတော်ဖြစ်တယ်ဒါပဲအဲ့တော့တစ်ဖက်ကလည်းလက်နဲ့အရာကောင်းမှစိတ်အရာကောင်းမှတိုင်းပြည်အရာကောင်းမှဆိုတော့ဝါဒဖြတ်မယ်ကျွေးကြော်မယ်တစ်ဖက်ကလည်းပညာတတ်မှတိုင်းပြည်တွေတောက်တယ်ပဲလို့ကျွန်တော်တို့ကကျွေးကြော်ပါလိမ့်မယ်အဲ့တော့ပညာစုဖွဲ့စည်းတဲ့လက်နဲ့ကိုင်ဖွဲ့စည်းတဲ့လူဆွဲရတဲ့ပုံဖြစ်တယ်အမှန်တကယ်ကလူဆွဲတာကိုတူသွားကြအောင်လုပ်ကြတာဒါပေမဲ့ဘာလို့ဦးစားပေးမလဲဆိုတဲ့ကိစ္စတွေရှိတယ်ရိုးရိုးလေးပါမိသားစုမှာဒီနေ့မလေးရှားရင်းကြီးတရားဝင်နေဆိုတော့အဲ့ဒီတရားကိုဘယ်နေရာမှာလောက်သုံးလဲဆိုတဲ့ကိစ္စပါအဲ့ဒီအခြေခံလေးကျွန်တော်တက်ပြီးတော့တော်တော်ပြဿနာရှိတော့စဉ်းစားဖို့ဒီပါပါတယ်အတွေးခေါ်ကဥဆောင်တော့ပညာတတ်မှကျမ်းမာမှပညာတတ်မှခေတ်ကိုဥဆောင်နိုင်တယ်လို့ပြောတဲ့လူတွေကပညာရင်းနဲ့ကျမ်းမာရေးမှာသုံးနေတယ်ကလေးတွေစာသင်ဖို့လူကြီးတွေသိဖို့ခုနရိကိတရားတွေရတယ်များများသုံးနေတယ်အဲ့လိုမှမဟုတ်လို့သူကလက်ရုံးရင်အားကိုးတဲ့သူကဘာပြောမလဲခြံစည်းရိုးလို့လို့လေခြံစည်းရိုးကောင်းခန့်လို့ပြောတယ်အဲ့ဒါသူ့လိုလိုက်ပြီးတော့ဒီတနေ့ရတဲ့ဘုံကိုခြံစည်းရိုးသိကာလိုက်လို့ဆိုတော့နောက်တစ်ထပ်ပြောတယ်နောက်နေ့ကျရင်ကျွန်တော်တို့အလက်ပဲကလေးတွေစာသင်ဖို့လူကြီးတွေသိဖို့လို့လည်းပြောတယ်သူကနေဟုတ်ကတို့ကောင်းကောင်းလို့လေလက်နေတက်ပြီးကောင်းကောင်းလို့လည်းသူကပြောတယ်မဆုံးအဲ့ဒါတွေဝယ်ပေးလိုက်နောက်နေ့ကျပြောမယ်အပေါ်မှာသူ့စူးရိုးတွေကာပြီးတော့ CCTV ကင်မရာတောက်ဖို့လို့လည်းသူကပြောတယ်ဘာဖြစ်လို့လဲသူကလုံချုံရေးရှုတော့မယ်အမြဲတမ်းလုံချုံရေးဆိုတဲ့အခါကျတော့ဘလောက်ဖြစ်တဲ့တိုင်းပြည်မှာအဲ့ဒီလုံချုံရေးစိတ်တွေပဲတော့ကျွန်တော်တို့ကဒီမှာကလေးတွေစာသင်နေတာကလူတွေကိုသိဖို့နေတာမရဘူးနောက်တော့ကြတော့ဘာဖြစ်သွားလဲဆိုတော့ရောက်တဲ့ပုံကလုံချုံရေးအကြောင်းပြတဲ့အောက်မှာလုံချုံရေးတဲ့ CCTV ကင်မရာတက်နေတတ်မယ်ဒါပေမဲ့မူလကျတာတဲ့ဓာတ်ထဲမှာချက်ပြီးတော့အစစ်စစ်မှာအကျင့်ပြချစားတာတွေနဲ့နောက်ဆုံးနှစ်မွန်းသွားတဲ့တိုင်းပြည်ရတဲ့ပုံတွေမှာကလေးတွေစာမသင်နိုင်တော့ဘူးကြီးတွေသိဖို့နိုင်တော့ဆိုတာဖြစ်သွားတယ်အဲ့တော့ဘာကိုကျွန်တော်တို့ပြပြဆိုတော့အတွေးခေါ်ရလွန်ဆွဲနေရတယ်အားတိုက်ကြအဲ့ဒီမှာဒီကနေ့ကျွန်တော်တို့နားထောင်တဲ့ကျွန်တော်တို့မိသားစုတွေအနေနဲ့ဘာလုပ်ပေးနိုင်လဲကျောင်းမှာပညာတတ်တဲ့လူ့ဖွဲ့စည်းဖြစ်နေကြလားလက်ရုံးရည်အားကိုးပြီးတော့လက်နဲ့နိုင်ငံတော်ဖြစ်နေကြလားဆိုတော့ဝိုင်းစဉ်းစားပေးတာပါအနည်း90ကျွန်တော်တို့ဝေးနေတဲ့အာဏာသိမ်းခံရတာအခုမှဒီမိုကရေစီကစပြီးတော့ဟို
မိကျက်ခဲ့တာကြားလို့မိကျက်ကလေးနဲ့ကျိုးစပြီးတော့ဘလို့ကဆိုရှိပါသေးတယ်တော်တော်ကြီးကိုအသေးကွဲသေးပါဘူးအဲ့ဒီမှာကျွန်တော်သဘောပါပညာလို့ဖွဲ့ပြီးဖြစ်တော့ဝိုင်းပြီးတော့ကျွန်တော်တို့နဲ့အတူနိုင်တော့တယ်လုပ်ပေးနေတယ်ဒီကျွန်တော်တို့ကဒီပညာရေးစနစ်က2မျိုးရှိတယ်တစ်မျိုးကမမီတော့တော့နိုင်ငံသားပြောက်ကကျွန်တော်လာခိုင်းတယ်သူတညလည်းပြေလို့မရဘူးအဲ့ဒီ issue ကို complete လုပ်ပေးပါပတ်စံပေးပြီးတော့ငါသိတာဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကမိမတယောက်ကတညလုံးစကားတွေလုပ်ပြီးတော့အကျေကြီးပြောကြတယ်ဒီကျွန်တော်လည်းအားနာပါအဲ့ဒါတောင်းရှိပါလိမ့်မယ်သွားကြည့်လိုက်တော့စကားတွေလုပ်ပြီးတော့အကျေကြီးပြောတော့တညလုံးစာကျက်တာဗရဒန်ကျောင်းလို့ဆိုတော့မဟာသိပ္ပံတက်နေတဲ့ကျောင်းတွေမျိုးကျွန်တော်အဲ့ဒါကိုပြောကြတယ်တော့တစ်ခုရဲ့မန္တာကအဲ့လိုစာကျက်ရလားဟုတ်တယ်သူ့ပါကျန်တဲ့ကနိုင်ငံတကာအခုရောက်နေတဲ့သူတွေနိုင်ငံသားကားတွေကိုကြည့်ပြီးတယ်မလေးကားအင်ဒိုနီးရှားကားတရုတ်ကားဂျပန်ကားအင်္ဂလိပ်ကားအမေရိကန်ကားဘယ်မှာတက်ကိုကြောသူတွေအဲ့လိုစာအော်ပြီးတော့ကျက်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်မရှိဘူးကျွန်တော်တို့ဒီမှာ carrot branding ခေါ်တဲ့ကျက်သူရေတုတ်တဲ့တိုက်တဲ့စနစ်ကဒီနေ့ဒီလိုကြောင်းနေတယ် critical thinking လို့ခေါ်တဲ့တွေးခေါ်ပြောမြင်ယူဆနိုင်တာကိုအားပေးတဲ့ပညာရေးကိုကျွန်တော်တို့မရသေးဘူးအဲ့ဒါကြောင့် language တွေဘာသာစကားတွေဘယ်လောက်ပဲကတ်တာကွန်ပျူတာတွေဘယ်လောက်ပဲနှိမ့်နိုင်အတွေးခေါ်ရထွေးပေါက်တွေပုံနိုင်သွားမရှိပဲနဲ့ဟောတာလည်းမှန်တရားသစ္စာတရားမှာမဟုတ်ကြမှာလမ်းဆုံးတယ်ဆိုတဲ့ပို့ချချက်မျိုးအလွတ်ကျရတဲ့သူတွေဟာသူတို့ရဲ့သမိုင်းအဲ့ဒီမျိုးဆက်ရဲ့အနာဂတ်မှာသူစဉ်းစားလို့ရတော့ကျွန်တော်ပြောအောင်ပါအဲ့ဒါဒါကြောင့်ဒီမှာတချို့ပညာနာသင်တဲ့လူတွေလည်းရှိတယ်ပညာနဲ့အသက်မွေးတဲ့လူတွေလည်းရှိတယ်တိုင်းပြည်ကဘာလို့ပြည်နေတယ်တွေ့အဲ့ဒီကိစ္စတွေဝိုင်းပြပါကျွန်တော်တို့ဒီမှာပညာရေးတွေခုထိမပြောင်းသေးပါဘူးအလွတ်ကျက်ပညာရေးပြန်မပြောတဲ့ပညာရေးထောက်မတွေးတဲ့ပညာရေးစတဲ့ဆိုပြီးသမိုင်းမှာသင်ပေးလိုက်တယ်1958အိမ်တော်အစိုးရနိုင်ငံရေးသမားတွေအဆုံးမကြောက်လို့တိုင်းပြည်ကြောက်တဲ့ကြရလက်ကလုံးစုမှာသူတို့ကယ်လိုက်တယ်60နှစ်မှလည်းကြောက်တဲ့ကြရတယ်လုံးလို့88မှလည်းကြောက်တဲ့ကြရတယ်လုံးလို့သူတို့ကယ်ရတယ်တစ်ဖက်ကနေစစ်တပ်ကအာဏာသိမ်းတာမှားတယ်လို့ဆိုတဲ့အယူဆမျိုးတင်ပြမရှိဘူးဆွေးနွေးလို့မရှိဘူးအနည်း90ကြာလာတဲ့ခါကျမှတက်တည်ကြတယ်ဟာဒီလားသောတော်သိသိကပညာရေးမှာမှားတယ်စစ်တပ်ကပို့နေရကိုရမယ်ပို့လို့ကိုလို့ရမယ်ဖြစ်လာတဲ့အကျိုးဆက်တွေကဟောလို့ရှိနိုင်တယ်ဆိုပြီးတော့ပြောခွင့်ရှိခဲ့မယ်ဆိုရင်ဒီလောက်ကိုသိရမယ်ကိုအနည်း90လို့ဘယ်သူမှပြောခွင့်မရဘူးစစ်တပ်အာဏာသိမ်းတာပဲမှန်ပါတယ်ဆိုတဲ့တိုက်ရဲ့ဥစ္စာကိုပေါ့ပါပဲနေရမယ်ဆိုတဲ့အတွေးနဲ့အဲ့ဒီစကားကိုသစ္စာတရားကိုသင်ကြလာရတဲ့အခါကျတော့ဒီကနေ့နောက်ဆုံးအခြေအနေအားလုံးသိကြတဲ့အတိုင်းအဲ့ဒီလွန်ခဲ့တဲ့အနှစ်90ကိုတိုင်းကကျွန်တော်တို့တိုင်းပြည်ဟာစင်ကာပူနိုင်ငံကကျွန်တော်တို့ဒီမှာလာပြီးတော့စေးကူရတယ်ပညာသင်ရတယ်ထိုင်းရလာပြီးတော့စေးကူရတယ်ပညာသင်ရတယ်ရန်ကုန်တက္ကသိုလ်ဟာအားလုံးသိကြတဲ့အတိုင်းရန်ကုန်တက္ကသိုလ်ဆိုရင်အဲ့ဒီအင်္ဂလန်ကအတိမတ်ပြုပြီးသားကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ဟာရှစ်တော်အဆောင်အကောင်းဆုံးတက္ကသိုလ်စင်ကာပူထိုင်းမလေးဘူးကနေပြီးတော့လာသင်နေကြတယ်ရန်ကုန်တက္ကသိုလ်ကဘောရတာကိုတိုင်းပြည်ကိုပြန်လိုက်တာသူဆရာကြီးကောင်းဆုံးပညာတွေရလာပြီအခုဒီနေ့အောက်ဆုံးကမ်ဘရိဒ်တို့ဟာဗတ်တို့ကျွန်တော်တို့သင်ယူလို့ရန်ကုန်တက္ကသိုလ်တို့သင်ယူပြီးတော့ကလေးတစ်စားလာတက်ကြရရန်ကုန်သို့နေတဲ့တိုင်ပါအခုအားလုံးကြောင်းနေပါပြီဗမာပြည်တွေကကလေးတယောက်စင်ကာပူမှာတောင်းထားနိုင်အဲ့ဒီကြီးကပြက်ပေါ်ထည့်ပြီးတော့ပြောလို့မဆုံးဘူးသူကယူတရားလောက်မှာပေးသွားဖို့နိုင်တယ်ဆိုရင်ဂုံယူလို့မဆုံးဘူးအားလုံးကြောင်းနေပါပါတယ်ပြက်မှာပေါ့ခုနကကျွန်တော်ပြောလို့ကျွန်တော်တို့ကမင်းပြက်ပြီးတော့ရပ်သွားပြီးတော့ရက်တယ်ကျန်တဲ့လူတွေအကုန်လုံးတက်သွားတာရက်တယ်တော့ကတော့ကျွန်တော်အောက်ကိုဆက်ဆင်းလိုက်ပါတယ်အဲ့တော့ဘယ်လောက်ကွာပါလဲအနှစ်50အဲ့လိုရှိပါတယ်အားလုံးကပညာကိုတန်ဖိုးထားတဲ့လူပဲလက်နဲ့ကင်လက်ရုံးရည်ကိုဦးစားပေးတဲ့လူပဲဖြစ်သွားပါတယ်အဲ့ဒီအတွေးခေါ်ရဝိုင်းပြီးတော့တက်မှတ်ပေးကြဖို့ကျွန်တော်မြတ်တာရက်တယ်အဲ့တကယ်လေဟိုကျွန်တော်ဝါသိရပါတယ်
ခါတော့ဂရိခေတ်ကအဲ့ဒီမှာယောက်ျားတွေရဲ့အစွမ်းမှာလက်ရုံးရည်အသက်အပုတ်ကောင်းတဲ့လူတွေကအများအားဖြင့်အဲ့တော့သူယောက်ကလက်ဝဲထိုးရင်နဲ့ဝိတ်တန်းနဲ့တက်တယ်ထိုးရင်နောက်ဆုံး heavy weight တန်းသူပေါ့နောက်ဆုံးတောင်းကိုပို့ပြီးတော့သူ့ကိုပြန်ခဲ့မရှိတော့တဲ့အခါမှာသူစဉ်းစားပါတော့လုံးပြလို့ကဒါပဲပုံလားလက်ရုံးရည်ကောင်းတယ်ဗလာကောင်းတယ်အသက်အပုတ်မှာအတော်ဆုံးဖြစ်တယ်လူ့ဘဝဒီမှာပဲကိစ္စဆုံးနေတာစဉ်းစားပါတော့ဒါနဲ့သူကအသက်50လက်ဝဲထိုးလာပြီးတော့တန်းပေါ်အောင်ချန်ပီယံဖြစ်ပြီးတဲ့အခါအသက်50ကြာမှစပြီးတော့ပညာသင်ပါတန်50မှာစပြီးပညာသင်တဲ့သူကသမိုင်းမှာသူဖြစ်သွားတယ်လို့ဆိုတော့ကျွန်တော်တို့သင်္ချာသင်တိုင်းမှာသူ့ theorem တွေမဖြစ်စေရတဲ့ပိုက်တာကိုရဖြစ်သွားတယ်အနည်း50ကြာမှစပြီးတော့ပညာရဲ့တန်ဖိုးသိပြီးတော့ကြိုးစားတယ်သိပ္ပံပညာကိုသင်ရင်ပိုက်တာကိုရကိုကျော်လို့မရဘူးဒီပါဦးအနည်း50ကြာမှအသက်50ကျော်မှစပြီးတော့တာဖြစ်တာကျွန်တော်တို့တိုင်းပြည်မှာလည်းစစ်အုပ်ချုပ်ရေးစစ်အာဏာသိမ်းတာ60နှစ်ကနေ2012နှစ်50ကျွန်တော်တိုက်ဆိုင်တာလည်းပြောလို့ခုမှဒီမိုကရေစီဆိုပြီးတော့လမ်းလေးဖွင့်လာတာရှိတယ်အဲ့တော့အဲ့ဒီလေယုံရည်သမားကြီးပိုက်တာကိုရနဲ့တူခဲ့တဲ့သူကြီးလားအတွေ့အကြုံတကယ်ကြောင်းပါပဲဆန္ဒပြုတယ်ဝိုင်းပြီးတော့လည်းရင်ပါအောင်ပညာစွဲကြီးပဲသိနေအောင်နောက်မကြောက်ဘူးကျွန်တော်မကြောက်ဘူးဆိုတာကရုပ်ထုမရကျွန်တော်နောက်နေတယ်မကြောက်ဘူးအကြောက်ဆုံးမရဘူးပဲအဲ့ဒီကြုံသိတဲ့ကျိုးတော်မှာတော့မကြောက်ဘူးဒါကဘာလို့ပြတယ်ဆိုတော့ကျွန်တော်တို့ဒီမှာကလေးတယောက်ကိုလိမ်မာလိုက်တာလို့ပြောရင်ဘာအဖြစ်ပဲတာလဲဆိုတော့လူကြီးကိုပြန်ဝေဖန်တာမရှိဘူးခိုင်းတာပေါ်လို့တဲ့စာဝင်အလွတ်ကျက်တယ်တင်ပေးတဲ့အတိုင်းလုပ်တဲ့ကိုလေအဲ့ဒါကိုလိမ်မာတယ်လို့ပြောတကယ်တော့ကလေးကိုကျူးကျော်နေတယ်ဆိုရင်ကျွန်တော်တို့သူ့ကိုဘေးကုန်းလုပ်ပြီးပေးရပါတယ်သူမတူတဲ့အယူဆစိတ်ကံကိုပြန်ဆွေးနွေးပြီးပေးရမယ်အဲ့ဒီကာချာကျွန်တော်တို့ဒီဘက်ကာချာမရှိ critical thinking အားမပေးခဲ့ဘူးဒီနေ့ကျွန်တော်တို့ပြောတဲ့အခါမှာတခြားဘာမှမမှတ်မိနေပေါ့ဗျာကျွန်တော်စိုးရိမ်တဲ့ပညာရေးစနစ်အကြောင်းကိုဝိုင်းပြီးတော့ဇောင်းပေးပြီးတော့မှတ်ပေးကြပါအဲ့ဒါလေးကြပါတော့တော့ဝေးရတာလို့လည်းပါဘာဖြစ်လို့လဲဆိုတော့မဟုတ်ရင်ကြုံလို့ကျိုးလို့သူတို့လူကျင်တာကအတိုင်းပြည်လို့ကတ်နိုင်အမိန့်နာခံတတ်တဲ့သူတွေပဲဖြစ်နေတယ်ဒါကအာဏာရှင်ရဲ့ဘဝတိုင်းပါလူတွေချင်းဆောင်ပဲအမိန့်တွေထုတ်ပဲလိုက်နာမယ်ဆိုတော့ပဲဒုစင်တော့လောက်ရမှာမလောက်ရမှာအမျိုးကိုပြင်ကြလိုက်မလောက်မနေလောက်ရမယ်ဒါတွေအပြည့်ကြီးဆွဲပြီးတော့ပေါက်ကူးတွေဆွဲပြီးတော့ထွက်ရမယ်လူအားပေးရမယ်ဒီကျမှမိကမိကြီးရေသေးတွေထားဒါကတော့ကိုလောက်အောင်မလောက်ရင်ဒီစိတ်ကိုရပြော့သွားပြီကျွန်တော်ကြပြလေးမှာပါတဲ့တိုင်းပြီးတော့မှပုံလို့လဲဆိုတော့အကြီးတမဲရဲ့တကယ်ချင်းအကြီးလားဆိုတော့ဟုတ်အကြီးတမဲလောက်ဆိုတဲ့ခံစားတယ်အကြီးတမဲရဲ့တကယ်ချင်းကအမိတ်တွေထုတ်တယ်ဆိုတော့လူတွေကိုဘာပြလိုက်တာလဲအမိတ်နာခံရမယ်လူဖြစ်လာတာအမိတ်နာခံဖို့သမင်းနှစ်လောက်စားအမိတ်နာဒါတော့မှပြောသေးတယ်ဘယ်သမားတွေကိုသမင်းတစ်နက်ဖတ်လျှော့ခိုင်းတယ်သူတို့ကြတော့အိမ်မှာသမင်းချက်က4ယောက်မာလီယာ4ယောက်ဒုံကျူကြီး4ယောက်12ယောက်လောက်ထားပဲအဲ့ဒါကလက်ရှိတာဝန်ရှိတာလည်းမဟုတ်ဘူးပေးရမယ်တွတ်တော်ထဲမှာတကယ်မျက်နှာပြောင်ဆက်ပြီးတော့တောင်းတာနိုင်ငံတော်တစ်ချင်းကိုကြည့်လိုက်တော့တရားမျှတလွတ်လပ်ခြင်းနဲ့မတွေ့ရစပါလေပဲနေသမားတွေကသမင်းနဲ့ပဲစားပြီးတော့ခုနလူတွေကအိမ်မှာသမင်းချက်4ယောက်ထားမယ်ဆိုတာကြီးကတော့ဘယ်နည်းနဲ့မှမတရားဘူးအဲ့ဒါကြီးနဲ့ဘယ်လိုလုပ်ပြီးတော့အញ្ញမ်းပါရခင်ဗျပုံကျိုးအရှိနိုင်ငံတော်ဘယ်လိုလုပ်ပြီးတော့ကဘာပေါ်မှာနာမည်အရှိဆုံးတိုင်းပြည်အေးချမ်းပါရပြီးခင်ဗျပုံကျိုးတိုးတက်သောနိုင်ငံတော်သိကြီးစီလို့ကျွန်တော်တို့ဘယ်မှာတော်သိကြီးလို့မှတ်ထားတယ်ချူဘယ်မှာအဲ့ဒါပြောတော့မိမကြီးကြောက်ကရှိရတယ်ဖွက်ထုတ်ဖွက်လိုက်ကြီးလိုက်တာရှောက်ကြီးပြောင်းပြီးတော့သူ့နာမည်ကတော့သိကြီးလို့ပြောဘယ်ကိုပဲဖွက်နေသွားပြန်မှာလို့ပြောတာဗျာပြည်သူလူထုလိုက်ပါလို့ပဲ
လိုက်ပါဖို့ဆိုတာကယုံကြည်မှလိုက်ပါမယ်မယုံကြည်မလိုက်ပါဘူးခုနဘာဟုတ်တဲ့ကိစ္စလဲဆိုတာဒီလူရည်ရောက်လာပြီးဒီကပြင်ရေးသေးတွေထားကြပါမထားကြရင်ဒီနေ့ကိုအရေးယူမယ်လို့ပြောလိုက်တယ်လူတွေကမဖြစ်မနေလုပ်ကြလုပ်တော့ဒီကဆိုတော့ဘာလုပ်လို့ဆိုတော့ဒီဟာဘုံဘုံလေးကိုထချမ်းခွက်လိုက်ပြီးတော့ဖြတ်လိုက်ပြီးတော့ဒီကရတယ်မရှိတော့ချိန်ဘီဂျိတ်ဆိုတော့ဒီတော့တန်းလုံးတော့ကောက်ပြီးတော့ဘလုံးလေးနဲ့ချိန်တော့ဘီဂျိတ်ရတယ်ရေတဲဆိုတော့ရောဒီတစ်ပတ်လောက်ကိုဆွတ်လေးနဲ့ထည့်ပြီးတော့ချိန်လိုက်တာပေါ့တဲတဲ့ဆွတ်ချိန်လိုက်ပြီးပြီဆိုတော့ဒါပြစ်လိုက်ပါတော့မရှိဘူးလားဆိုတော့ကြည့်ပါလေဆိုတော့အားလုံးရှိတယ်တရားကွက်လုံးကမိတ်နာကလည်းတက်ကိုတက်လိုက်တယ်တက်ကအဘာလည်းကျင်းနေတယ်လူတွေအားလုံးအမိတ်ကိုလာတယ်ဖြစ်တဲ့ပြီးတော့တောင်းတော့ဘာမှမကြံတော့ဘာဖြစ်လို့ဒီအစိုးရနဲ့ဒီလူတွေနိုင်တယ်ထုတ်ကျင်တဲ့အမိတ်တို့တွေအောက်ကလည်းသတိထုတ်ပေးလိုက်တယ်ဒီနေ့အသေးရမပါဘူးယုံကြည်လို့ကြောက်လို့လုပ်ရတာကသတိထုတ်တယ်ဘာဖြစ်လာလဲအကြီးကြီးနဲ့ဘာစီမံကိန်းမှမအောင်ဘူးစားလို့ကိုရီးယားမှာစားလို့ပုံလာက90ရာပဲဆိုတော့လက်ပြမှာအကောင့်တွေပေါ်လို့မရတာဘူးလူပါဝင်မရှိရဘူးဗျာမိတ်ထုတ်တယ်ကြရာကြောက်ပဲဖြစ်ဘေးတွေပဲဖြစ်ဖြစ်ကက်ကင်းပဲရဲ့အားလုံးမဆိုင်ကြရတာငါကိုရမြတ်မေးတော့လူတွေတုံ့လုပ်ပြီးတော့၆ထားပြီးတော့အဲ့အပင်တွေဝယ်ပြီးစိုက်တယ်နာမည်ပေးသွားပြီဘာအပင်လည်းမသိဘူးဒီကနေ့တပင်မှမကြံတော့ဘူးပြည်သူလူထုမထောက်တာဘူးပြည်သူလူထုမယုံကြည်တဲ့အခါကျတော့ဗျာဘာမဟုတ်တဲ့အပင်ကလေးတပင်တော့စိုက်လို့မရဘူးအဲ့ဒီဒီညစာရတဲ့ခင်ဗျကိုမျိုးတိုးတဲ့တော့အဲ့အရှိကြီးနိုင်ငံတော်ကြီးမလုပ်ပါနဲ့ဘယ်နည်းမှမဖြစ်ဘူးလူတွေမယုံကြည်မလိုက်နာနိုင်တဲ့အမိန့်တွေထုတ်ပြန်နေတယ်ဗျာဘာနဲ့သွားမလဲပူပေါင်းဆောင်ရွက်မှုနဲ့သွားမှာရမယ်ပူပေါင်းဆောင်ရွက်ဖို့ဆိုတာကစိတ်သဘောချင်းတူမှစိတ်သဘောချင်းတူဆိုတာဘာလဲတရားစတရရတယ်လွတ်လပ်ခွင့်ရှိရမယ်ဒါမျိုးကြီးများဒါကျွန်တော်အပိတ်ခွင့်တဲ့စကားလုံးတွေအားလုံးဟာနိုင်ငံတော်အချင်းတွေကကြံစည်သားကြည့်ပါခေတ်တွေတစ်နှစ်တွေကြောင်းတယ်အလံတွေဆိုတာကြောင်းနေတာကျွန်တော်တစ်သက်မှာအလံ3လရှိတယ်နိုင်ငံတော်ကဒါပေမဲ့ဘာလို့ကြောင်းမနေတော့ကျွန်တော်တို့ရဲ့ထောင်းလာကိုကြောင်းမနေတော့ဘယ်တော့မှမကြောင်းဘာလို့ကျွန်တော်တို့ယုံကြည်တာကိုဒီလိုပဲလူသားတစ်ချက်တွေအစ်ဆက်တယ်ဘယ်သူမှမလုပ်ဘူးဘာဖြစ်လို့လဲအဲ့ဒီတရားနာတာလုပ်တဲ့ချင်းနဲ့ဓာတ်တူပညာကြီးအဲ့ဒီကစထားတဲ့ကျွန်တော်တို့ရဲ့လူသားတစ်ချက်ကဘာမှမသိဘူးချင်းကိုကြော်လို့မရဘူးဘာဖြစ်လို့မရလဲဒီလောကပါလာတရားသုံးပါးအားလုံးရဲ့သိသိချက်အားလုံးလက်ခံတယ်အဲ့တော့တရားလားမတရားလားရှိတယ်သူကမတရားဘူးဆိုဘူးပေါင်းတော့ဘူးအားမပြီးတော့အဲ့တော့ဘာနိုင်ငံမှာဒီတော့လွတ်လပ်တာရှိတယ်မလွတ်လပ်ဘူးဆိုတော့ပါဘူးဓာတ်တူတော့မရှိဘူးဆိုရင်မဆက်တာအဲ့တော့တိုင်းသားတွေရှိတယ်ကျွန်တော်အများအားပြောတယ်ဘယ်မျိုးဖြစ်ဖြစ်ဘယ်ဘာသာဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံသားမှန်ရင်ဒီချက်နဲ့ကျွန်တော်တို့ကြည့်ပြီးတော့စီယုံနိုင်မှာကျွန်တော်တို့လူငယ်နဲ့ပါနိုင်တော့အဲ့တော့နောက်ဆုံးခန္ဓာပြောတယ်ပါနောက်ဆုံးခန္ဓာမှာသူကချင်းဆိုတာဘာလို့ပြောမှာလဲဒီတမျိုးသားလုံးရင်ဆိုင်နေရတဲ့အန္တရာယ်ကိုကျွန်တော်တို့ဘယ်လိုခုခံကြမှာလဲကျွန်တော်တို့ခန္ဓာကိုဘယ်လိုစောက်မှာလဲခန္ဓာကိုဘယ်လိုတက်ပြီးတော့ရပ်ကြမှာလဲဘယ်လိုလက်နဲ့တွေနဲ့ပြန်ပြီးတော့ခုခံမှာလဲကျွန်တော်တို့ရဲ့တေလကားဒီမှာကဘာမှလဲနိုင်ငံတကာရောက်နေတဲ့အသမားတွေကျွန်တော်ကြည့်တယ်ဒီနိုင်ငံဆိုရင်ကျွန်တော်ပတ်ခါကနည်းနည်းကြာပြီလူကြီးက30ရှိတာနောက်2သန်းကကျတော့ဒီဘက်ကဝင်ရောက်လာတဲ့ခြေဆိုင်ပြီးတော့လုံးလုံးတဲ့လူတွေ2သန်းမူလက30လူ10ယောက်မှာ1ယောက်ခိုင်းစားတယ်ကျန်စင်းလာတယ်22သန်းမှာ2သန်းဒီဘက်ကလာလုံးလို့အခုထပ်တွေ့လို့ပါတော့ဒါပေမဲ့ပြီးခဲ့တဲ့အထူးစားအဲ့ဒါကျွန်တော်ထောင်အောင်လောက်ခါတာကျွန်တော်ဖတ်ကြည့်တယ်ဒီနေရာအဲ့လိုရှိအဲ့တော့တိုးရင်လည်းဘာကြလဲဒီနိုင်ငံမှာတယောက်ကနိုင်ငံတကာကလာလို့တဲ့တယောက်ရဲ့ဒုက္ခအဲ့ဒီညာရေးဖြစ်တယ်။ဘာလို့ကြလဲကျွန်တော်တို့ရဲ့ဒုက္ခတွေပါကိုယ်အမိကြီးပဲအားလုံးသပိတ်ဝင်အိတ်ဝင်မရောက်ဘူး။ဟောဒီမှာဖိတ်နေကြတာလည်းညာကြီးပဲအမှန်တမ်းမျိုးပေါ့။စိတ်ကူရောက်တော့ဒါပဲတွေ့ရတယ်ကမနေ့ကကျွန်တော်တို့ပြင်းကျွေးတဲ့နေရာမှာလမ်းဘေးမှာကျွန်တော်တို့မျိုးသားတွေဒီလိုပဲပကံသေးနေရတယ်ကျွန်တော်တို့အဲ့လိုပြုတ်တန်းလို့နေရာလေးဖြတ်ပြီးတော့ပြန်လာတယ်ကားအထိုးလို့ပြောင်းတပေးကြီးစိတ်သွားတယ်ကျွန်တော်လိုက်ဖို့လည်းသူကပြတယ်အဲ့ဒါဗမာလေးတွေပေါ့အဲ့ဒါမုံလေးတွေပေါ့အဲ့ဒါပြင်လေးတွေပေါ့ဥမာရခိုင်လေးတွေသူများနိုင်ငံမှာဒီလိုပဲညညမှာသူခေါင်းလောင်းတဲ့သာသာပေါ်ပြီးတော့လမ်းဘေးသပွဲလိုလေးတွေတွေ့ရတယ်စိတ်ကူရောက်သွားတယ်ကျွန်တော်ပညာတတ်လူ့ဖွဲ့စည်းတဲ့ပြောတော့ကျွန်တော်တို့က
နိုင်ငံတကာမှာပညာရှင်တွေနဲ့ရှိပါသေးလားအင်ဂျင်နီယာတွေတော်များလို့သူတို့ကကျွန်တော်ပြောတယ်ဒီမှာရှောက်တယ်အများစုကဘာဖြစ်လဲဘာလဲအင်္ဂိုလာလို့အင်္ဂိုလာနောက်တော့ဒီနိုင်ငံသားတွေနဲ့အခက်မသိတော့ဘယ်တော့မှဖြစ်ကြတယ်ပြောနေတို့လူမျိုးကနိုင်ငံတကာတက်ပြီးတော့အိမ်ပေါ်ကျုံလိုက်လို့တယ်ဆက်တက်ခါတော့ဘုရားကိုလည်းဘယ်ရပြီတော့ကျွန်တော်ရက်ွက်ထဲမှာကြာကြီးနေလာတော့တိတ်ကူရောက်ပြီးတော့မှပြရတယ်လက်သက်တော့ရက်ွက်ထဲမှာပဲအေးရတက်ပြီးသွားတယ်သမီးကတိတ်ကူမှာကုမ္ပဏီမှာလုပ်လို့တယ်ပတ်သက်သူ့တော့ဝါးနေတာမှန်တကယ်သမီးရောက်မှာဒီတိုင်းကြည့်ကြအိမ်ပေါ်လို့ပါအိမ်ပေါ်ချင်းတူလာတော့ဖိလစ်ပိုင်ကလာတာရှိတယ်အင်ဒိုကလာတာရှိတယ်ဟာပါအားတိုင်းကြည့်ရတာသူတို့တွေကဘာမှမတွေနဲ့ပတ်သက်လာရှိတယ်ဟိုနိုင်ငံကအင်ပေါ်တွေကအပြင်ထုတ်နေကြတယ်ကျွန်တော်တို့ဘာမှမလေးတွေအပြင်ထုတ်နေကြဘာလဲဥပဒေနဲ့ခွဲခြားထားတာဆိုတော့ဟုတ်ဘူးစာချုပ်မလုပ်မိပါတလောက်ကိုတိတ်ကူဒေါ်လာဒီလောက်ကိုပေးမယ်တရားမပြည့်ပါဘူးကွာ60 80လောက်ကိုပေးမယ်အားယူတော့ဘာမှလေးရမနေဘူးလေသူတို့အတွေ့ရအိမ်ကိုပြန်ပို့နိုင်တဲ့ကလေးတွေကြောင်းထားနိုင်မယ်အမေတို့အတွေ့တွေစတယ်ယူမယ်ပို့ယူမယ်အင်ဂျီမတော့တက်ဘူးတွေ့လိုက်တာလက်ပတ်ထုတ်လိုက်တယ်ကျွန်တော်သိတဲ့အချိန်မှာကျွန်တော်စာနာလို့သိတယ်တော့ဘာကြောင့်ကျွန်တော်ကိုယ်တိုင်တိုက်ပိတ်ခံခဲ့ရတာ16နှစ်တိုက်ပိတ်ခံခဲ့ရသိသိတော့ကိုယ့်ကိုယ်တိုက်ပိတ်လိုက်တယ်တလောက်ကို$60လေး60 90လောက်နဲ့ကိုယ့်ကိုယ်တိုက်ပိတ်လိုက်တာကျွန်တော်သိပြီဆိုတော့ခံစားတယ်ပထမရက်လေးတော့ပဲသိလို့တော့ကြာလာတဲ့အခါလူဆိုတဲ့ဘတော်ကအပြင်ကိုထွက်ရမယ်လေအပြင်လေကိုယူရမယ်ဒါမှမဟုတ်လူနဲ့တူတိုးတိုးဝေးသွားလူရဲ့အစ်စ်သူ့ရဲ့အရာက human contact ကိုလူချင်းဆက်ဆံရေးရှိရတယ်ဒီนั้นဘာလို့လဲဒေါ်လာတရားမသိတဲ့ပတ်စံလေးပဲပုဂ္ဂိုလ်ကိုတိုက်ပိတ်စာထုတ်ရေးပြီးတော့ထပ်လို့ရတော့ဘူးကျွန်တော်တို့အိမ်ပေါ်မှလေးမာမလေးတွေအများကြီးယူမတိုက်ခါတာအဲ့ဒီမှာတယောက်ကအိုးထပ်ဆိုးမြင့်ပေါ်နဲ့ပုံချလိုက်ပြီးတော့ပုဂ္ဂိုလ်စိုးစီရှိတယ်မာမလေးဟိုလူတိုင်းမှာလည်းဒီတိုင်းပဲနိုင်ငံတကာမှာရောက်နေတယ်ကျွန်တော်တို့အများစုကပညာနဲ့ဂုဏ်သိက္ခာရှိရှိအသက်ဝင်ရတဲ့လူတွေကောင်းတဲ့သူကအချိုးစားဝဒန်နေပါတယ်ညတော့တက်ပြရဲဒီမှာဝေဝါပေါ်ပြီးတော့လာပြီးတော့ပြေးပြီးတော့ဖက်ကြတယ်ကျွန်တော်မူလူလို့ဆိုတော့မူလိုပေါ်ပြီးတော့ပြေးဖက်ကြတယ်ဒီလေးကြည့်လိုက်တော့လမ်းဘေးမှာအဲ့လိုပဲဘီယာဘူးလေးတွေဖွင့်ပြီးတော့ပက်လက်တွေထားပြီးတော့ဘာလာလုပ်ကြလဲဆိုတော့အဲ့လိုပဲဒီတော်ရေးလုပ်ငန်းတွေမှာစောက်လို့ရေးတွေမှာလုံချမ်းလုပ်ရတဲ့ဒီပုံတွေပါတယောက်နဲ့တယောက်အစတွေကမသိဘူးဆိုလို့သွေးရစကားပြောတဲ့အခါသူတို့ဖက်ပြီးတော့ဝင်ကြတယ်မဖြစ်လို့လေပြန်ရဖက်သွားတယ်ဒီနေ့ဒီမှာဒုံယိုရေးရကြံရတယ်လို့ရှိတယ်ကြံတာလေဒီလိုထိုက်ရောက်လာတာပုံလေးစီကျွန်တော်ကြည့်နေတာကျွန်တော်လည်းဒီလိုပဲလာကြတယ်ဘာဖြစ်လို့လဲသူတို့သိတယ်ဒီမှာဖြစ်နေတာလည်းသူသိတာပဲဘာဖြစ်လို့လာကြလဲလေရွာတွေပေါပြီးတော့အိမ်တွေကိုရောက်ပြီးတော့နိုင်ငံသားပို့လာတယ်ဗျာနောက်ပြန်စုပ်ဆိုတာမလဲပါဘူးကျွန်တော်တို့ခံစားချက်တွေကျွန်တော်သိတော့လေပေါ်မှာကျွန်တော်နည်းနည်းလေးခံစားလိုက်တာသိတာပေါ့တခါမှမလာဘူးအန်ဒီရရှိတယ်လို့ခံစားနေရတဲ့ဆရာတိုးလို့လာခဲ့ရတယ်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဒီကိုတွေပါဘောင်နှမတွေဟိုမှာထောင်ဖြတ်ပြီးပါပြီလာကြတယ်လူရမှာလည်းကြည့်လိုက်တန်းတဲ့ကြည့်လို့ကျွန်တော်တို့လူကြီးသား60ဆိုရင်ထိုင်းနိုင်ငံမှာကျွန်တော်တို့ဗမာတွေစည်ရင်ကောက်တာတော့တော်တော်မရဘူးထားပါနိုင်ငံတကာဆိုဟိုစကီနီနေဗီးယားတိုင်းပြည်ကကောက်တာ4-5 တန်းလောက်ရှိတယ်ဒီကနည်းနည်းတော့ပြရအောင်အဲ့ဒါကိုပုံမှာဒီဘက်မှာဖိတ်နေပြီးတော့ကြာပြီးတော့ကျွန်တော်တို့ပြည်ရောဝင်ဝင်ဖြစ်တဲ့ပြန်ရောက်တာဘာသွားလဲစုပြုံပြီးတော့အကုန်လုံးကားကြီးကိုထည့်လိုက်တယ်အားလုံးသိတဲ့အတိုင်းပင်လယ်ကားတွေတက်တဲ့စိတ်အဲ့ဒီကားတွေအဲ့ဒီကြီးတော့လောက်လာတဲ့စာကြီးဒီပင်လေငါးတွေပစုံနေထည့်လာတဲ့ထည့်နေကြတဲ့ကြကားရလူတွေကိုနည်းနည်းတော့ထည့်လာ60 90လောက်ပိတ်လို့ရတယ်
ရိုးရိုးထည့်ထားတယ်အာကွက်ထဲမှာထည့်ပြီးတော့ထိုင်းပို့လိုက်မြင်အောင်ကြည့်ပါတော့ဘလို့ဖြစ်သွားလို့အထက်ကနေပြီးသူကမိုးသွားတာပါကိုကြီးကမိုးသွားပြီးပြီးတော်ရင်နန်းတော်နဲ့အထက်ကနေရပ်ပေးတကားဟုတ်ပြီသေတော့ပဲကားပေါင်းနေတဲ့အဲ့ထိုင်းကူကတရားလုံးတော့ပြန်ထွက်တယ်နော်ဒီခုပေါ်လာတဲ့ခါငါကြားပါတယ်မဖွင့်ဘူးပါလေဘာဖြစ်လို့ဖွင့်တာလဲတထေးရမှာလာတဲ့ခိုးသွင်းလာတဲ့ဗမာလူမားတွေကိုစိတ်ဝင်ရောက်တကားခြံတကားတွေအဆုံးပြပြီးမှအဲ့ကားတကားကိုဖိုက်သူ့ရဲ့အမိန့်တိုင်းခိုးသွင်းလာတယ်သူကဘလို့ဒီနေ့မှကားကိုရပ်ပြီးလို့ဖွင့်ပေးဖို့မရကျွန်တော်ထင်တယ်သူ့အိမ်မှာဝေးထားတဲ့ခွေးလေးကြောင်လေးဆိုသူစင်းဖွင့်ပေးမှာကျွန်တော်တို့သူကသူတို့ဘာအိမ်မှာခွေးလေးကြောင်လေးတော့တောင်းလို့မရှိတော့ဘူးနောက်ဆုံးစိတ်ဝင်ကြောက်တော့ဖွင့်လိုက်တော့7ရောက်ပြေးတယ်ဒါကျွန်တော်တို့ကခွေးလေးကြောင်လေးတော့တောင်းလို့ထားဘာလို့ကြောက်ဒီထဲမှာလည်းကားပြမရှိပြိနေခိုင်းရအနိုင်ကျင့်ခိုင်းနိုင်ငံမှာလုံးတော့လေအဲ့ဒီကလေးတွေကဘာလို့ကားစမှာပြောဖို့လဲအရင်ဆုံးဘာမှအရင်ဆုံးတွေ့ကားတော့တောင်ပိတ်ခံပြီးတော့ဒီဘက်ဝင်ကြသူတို့မိဘတွေခံစားကျွန်တော်တို့မျိုးသားကဒီတစ်ခွက်တဲ့ဆက်ခွက်တဲ့တော့ကြားတယ်အများကြီးပါတညမှာကျွန်တော်ဖုန်းတက်တယ်လူရာခိုင်းနိုင်ငံရောက်နေတယ်ရှော့ပင်းစင်တာတွေမှာလဲနေတဲ့ကျွန်မတွေကပို့ပြီးတော့ကျွန်တော်ဘာလဲဆိုဒီမှာတွေ့ရတယ်ဘာတွေ့ရလဲချမ်းတိုက်နေတဲ့ကလေးမတွေကမော့ကြည့်တယ်ဗမာမတွေကသူကချမ်းသာတယ်ချမ်းသာတော့ဈေးဝယ်ထက်တာအကျော်သွားဝယ်တာခိုင်းနေတာဝယ်တဲ့အခါမှာဗမာလူပြောရင်ဒါလှတယ်ဒါကောင်းတယ်ဒါပေါ်တယ်ဒါကြီးနဲ့တိုက်တယ်ပြောနေတဲ့အချိန်မှာအောက်မှာချမ်းတိုက်နေတဲ့ကလေးမတွေမော့ကြည့်တော့မလို့ဗမာတွေကတိတ်ဗမာစကားတွေကြားတယ်အားရှိတယ်ဟုတ်လို့ဒီမှာလူမျိုးကြတာကမင်းနဲ့ချင်းလေးတော့သမီးတိုက်နေတာသမီးကိုလူတွေကအနိုင်ကျင့်တာဘုအမားတို့ဒီဗမာအပန်းလေးကြားတယ်သမီးအားရှိတယ်ဒီကိုလုပ်တဲ့အလုပ်ပေါ်မှာပဲလူတွေကကိုတံကိုသတ်မှတ်သွားဘယ်နဲ့ကြတယ်လူတွေကနေတဲ့ချင်းလေးဘက်ကိုတိုက်တယ်ချင်းလေးဘက်တိုက်တယ်ဆိုတော့ရှိတာပါဒါတော့ကျွန်တော်တိုက်ခွင့်တော့တမျိုးသားလုံးမှာပညာတတ်ကိုကြားမှာလို့လေပညာတတ်မှလည်းလေးစားပါကျန်တဲ့အပိုင်းတွေကိုချင်းတရားတွေသိက္ခာတွေကျွန်တော်ဆက်ပြီးတော့ထိန်းသိမ်းကြတာခုနကပေါက်တန်းကြတဲ့လူတွေတဲ့လုပ်နေကြရင်ဒီလူမျိုးဟာဆက်ဆံထားတဲ့နေရာမှာသူတို့တဘာဝတက်တာဆက်ဆံထားတာဒါနိုင်ငံတကာဆောက်ရှောက်လို့မပြီးတော့ဘူးကျွန်တော်နိုင်ငံတကာမှာတွေ့ကြတယ်ဆိုတော့ဒီလိုတစ်ချက်လေးကြည့်တယ်နိုင်တာရမှာစက်မှုရှိအဲ့ဒီမှာသပိတ်ကြိုက်ပွဲတွေဖြစ်တယ်ညင်ညောင်ကြည့်လိုက်ပါမာပြည်ရဲ့မိုးရင်းဟာဘိုးမရွာရင်နေသေတော့ကြောပွဲတော့ပူပါတယ်အဲ့ဒီနေပူရဲ့ဘုဒ္ဓထိုင်တယ်လုံးသမားလေးအထက်ကျုပ်စိတ်ပါလုံးသမားလေးပြီးရင်မိုးရီးတဲ့မဲ့ရွာထားတယ်သပိတ်ကြိုက်ပွဲထိုင်သပိတ်ကျွမ်းနေတယ်နော်အကုန်ဆွဲချက်ဆိုတယ်ဒီတို့ကလေးလောက်ပဲရှိတယ်အကုန်ဆွဲတိုက်ပွဲရရက်ကြတာကျွန်တော်တို့ဒီကြောင်းကြပြီဘာမှမကူညီပေးနိုင်ဘူးဒီကိစ္စကိုဘာဝိုင်းလို့သွားကြည့်တဲ့အခါကလေးမလေးတွေကကြာနှမ်းနေပြီအခန်းလေးတွေကအားမရှိတော့ဘူးအေးပြီးတဲ့အခါအခန်းလေးတွေကဘယ်ကြာတယ်အသက်တွေကျွန်တော်ပြောမှာပဲရွယ်ရွယ်အငယ်ဆုံးကလေးက14နှစ်လို့တိတ်ကြီးလာတယ်20အသက်ကျင်ကိုပူကြတယ်ဘာဖြစ်လို့လဲအဲ့20အသက်ကျင်ကိုသွားရင်သူတို့ရဲ့နှုတ်ပြိုတဲ့သွေးသားတွေမကောင်းတော့ဆိုတော့အလုပ်လုပ်လိုက်ပြီးတစ်တစ်ကျန်ပြီးဒီကိစ္စပေါ်တော့ဝင်လာကြတာကျွန်တော်တို့ဒီမှာကြော်ကြတာကတိုက်ရိုက်တော့မဟုတ်ဘူးအတိတ်ကအားလားပါတယ်ငယ်ရွယ်နှုတ်ပြိုပြီးတော့ကျိုးတွန်တဲ့အလုပ်သမားလေးတွေဈေးပေါ်ပေါ်နေရတယ်ဘယ်တော့မျက်စိကြောက်ပေါ်နေတယ်နှုတ်ပြိုတဲ့ဒါလည်းပါတယ်ကျိုးတွန်တာလည်းပါတယ်ဈေးပေါ်တော့လည်းတိတ်လာတာပေါ့ဘာပြည့်ဝမှမရှိတဲ့ဒီဝိုင်းလုပ်ငန်းရှင်တွေအထည်ချုပ်တွေအဲ့ဒီစိတ်ကိုလာတာဟုတ်တယ်စိတ်ကြိုက်တယ်ကျိုးရတယ်ကျိုးလုပ်နေတယ်စံမကြည့်ရဘူးလူသမားသမဂ္ဂဘက်ကိုမတင်လာရဘူးသမဂ္ဂဘက်ရဲ့ကွန်ပလိတ်တက်တာလည်းခါနဲ့ဖမ်းလိုက်အစိုးရလည်းဒီလည်းဖမ်းပေးတယ်ဘာဖြစ်လို့လဲအလုံးရှိအောင်တော့ပြန်ပြီးတော့ဘောကြည့်ပြီးဆိုရင်အစိုးရကိုလည်းပြန်ပြီးတော့တနေ့စတင်မဲ့ကောင်းသူတို့လိုချင်တာတမျိုးသားကိုကြောက်ကြဖို့ကြုံသိကိုဆိုနေတာတခင်သိတဲ့ဘောကြည့်ဆိုတော့လေနေအဲ့ဘာဖြစ်တယ်လဲကလေးတွေက
ငယ်ရသူသူကြီးတွေကြံတိတ်တယ်လို့သူတို့ရဲ့သွေးသားတွေလောက်အားတွေကြံတိတ်တယ်လို့ရှိပြီးတော့ကြံပတ်လို့ကြံတိတ်တာကျွန်တော်ထုတ်သွားတဲ့အချိန်မှာအဲ့14နှစ်သမီးငယ်တုန်းကနေပြီးတော့18 19 20အစိတ်ကောင်အကုန်လုံးမွေးနေတယ်မှာ၄၅6ရက်တပတ်တော့တိုက်ပွဲဝင်ထားတော့ကျောင်းပါရတော့ထိခိုက်သူတို့ရဲ့ဝတ်စုံတွေကဒီလိုပေါ့ဗျာနေပူရတာနဲ့တော်တော်ခံစားတော့ဟောင်းလာပြီးတော့ပါပြီးတော့အပြိုလေးတွေဆက်လည်းမသိတော့ဘူးရေတွေကတော်တော်ပိုဆိုးပါတယ်ကျဲသီးတွေကတစ်လုံးတစ်ရောင်ဖြစ်တယ်ချီတွေလည်းကျဲကျဲနဲ့အကောင်းမလုံးကြဘူးဘာသားနေတာလဲသူတို့ဓမင်းဦးလေးတွေပြလိုက်တော့မပြဘူးဘယ်တခြားပါလဲလို့အကောင်းဆုံးညသားတယ်သူဇီးလိုလေးတွေပါတယ်ဒီကိစ္စကတော့ကျွန်တော်တို့လိုက်အားပေးတဲ့အခါမှာသူဓမင်းဦးမပြဘူးဖတ်တာလေဒီမှာလေးဘာနဲ့သားတယ်ဘိုးတို့ကျေးဦးပြောကောင်းလို့အတင်းတောင်းလိုက်တော့သူဓမင်းဦးလေးကိုပေးတဲ့အခါမှာကြည့်ကြမလို့အနက်နဲ့ရှင်းစိုးတယ်ဘာမှမပါဘူးရေတွေနဲ့ကတ်ထားကျွန်တော်ပြောတာနိုင်ငံတကာမှာခံရတာကိုတိုင်းကိုအိမ်ပေါ်မှာဖြစ်နေတဲ့စိတ်ကောက်ကိုပြောတာအဲ့ဒီခြေစိုးတဲ့မျိုးစားတဲ့ခရီးတော့ပတရက်တိုက်ပွဲလုပ်တယ်အမှန်တကယ်ကျွန်တော်တို့ကဒီပြဿနာကိုဂျားဝင်စိတ်သက်ဖြေရှင်းပြီးကိုရောက်သွားတာဒါပေမဲ့ဘယ်မလိုက်လို့မရဘူးဘလို့ပဲဘယ်လိုက်တယ်ပြောကျွန်တော်လိုက်ဒီနောက်ကိုတိုင်းကိုပြည်ပေါ်မှာလုံအားတွေပိတ်တာပြီးတော့သူတို့တောင်းတာလေပါလေလို့ပြီးတော့မှတော့တနေ့တာအလုပ်ချိန်ကိုတဲ့တဏ္ဍနာကြီးပြည့်ပြည့်လုပ်ရမယ်ကျွန်တော်အကြောက်ဆုံးချက်ပဲနိုင်ငံတကာမှာရှင်းတာကြီးစံချိန်စံလို့ရှိတယ်ဆိုတော့ကျွန်တော်ကမှလည်းမသိတာဘူးတဏ္ဍနာကြီးတော့ပဲလုပ်ရတယ်တော့ဆိုတော့ဘယ်တော့လုပ်ရလဲမသိဘူးတောင်းတာတဏ္ဍနာကြီးတော့ပဲလုပ်ရတယ်ဥပဒေကြီးဒီပါအနာယူဘယ်လောက်ရပါလဲပပငွေ120လောက်ရတယ်တစ်ဖိတ်တစ်ဖက်မရဘယ်လိုလုပ်ချင်ပါလဲကလေးဒါပြည့်စုံလို့တတိဘယ်လောက်လုပ်ရလဲသွားကြည့်တယ်မနဲ့အစောကြီးမလို့ဒီမှာသူထွက်လာတယ်အမေးကြိုင်နေတယ်ဆိုပြီးတော့ရိုင်းနဲ့တွေးတယ်စိတ်ုံကြဝင်သွားတယ်ညတက်ကြီးခေါင်းကြတယ်စိတ်ုံတွေကပိုက်ခေါင်းတော့အမေးကြိုင်ခေါင်းလုံးလေးနဲ့ရိုင်းနဲ့ထွက်သွားတယ်ဒီကလေးမလေးတွေဘယ်လောက်လုပ်လဲသူတို့အတွက်လူငယ်သဘာဝကြော်ပါမယ်ဒီကမှလည်းကြော်ရည်ဒီကမှလည်းမိသားစုနဲ့နေရမယ်ဒီကမှလည်းချစ်သူနဲ့ကြည်မှုရမယ်ဒီကမှလည်းပညာသင်ရမယ်ဒီကမှလည်းဘာမှမရှိဘူးတယောက်မှလည်းကိုယ်ပြပြီးလည်းအစိုးရတာအဲ့လိုတိုက်ပွဲဝင်ရတဲ့ကလေးတွေကျွန်တော်အမှုပညာတွေတိုက်တော့မှလည်းဟိုမှာငတ်နေကြဘူးလားလုံးကြပါဆိုတော့အဲ့ဒီတချင်းဆိုတော်တွေရုပ်ရှင်သရုပ်ဆောင်တွေကသူတို့ရဲ့အမှုပညာရေးတွေနဲ့ပေးလိုက်တယ်ပေါင်ပေါင်းတွေပဲကျွေးတယ်ရေးတိုက်လိုက်တယ်ကျွန်တော်လုပ်တယ်ပြောကိုတတ်တယ်လို့ပြောလိုက်တယ်အမှန်တကယ်ကတော့နှစ်ဖက်စိတ်ဓာတ်ဆွေးနွေးမှုအတွက်ဆိုရင်ဂျားကိုဆောင်ရွက်ပြီးတော့တော့တော်လည်းဖြစ်နေတာကငတ်နေတာဒီခြေတွေမှာဟိုအလေကတဲ့ရရပြီလို့ပြောပါမယ်နောက်ဆုံးတချို့စိတ်ဝင်ရကြတော့အောင်မြင်သွားတယ်ကျွန်တော်တို့သွားတဲ့ချိန်မှာစိတ်ဝင်ထဲကနေပြီးတော့အဲ့ဒီနိုင်ငံသားသားပိုင်ရှင်တွေကဘာလုပ်လဲဆိုတော့ကျွန်တော်တို့နှမလေးတွေကိုကျွန်တော်တို့အားပေးစောင့်ရှောက်နေတယ်အထက်ကနေတော့တပိကအကျယ်ကြီးဖွင့်ပြီးတော့နှောက်ရက်တာစကားပြောလို့မရဘူးဂျိုးရင်စာကပ်ပြောင်းညာစတာလို့ကျွန်တော်ပြောတယ်မင်းတို့သိခံတော့ဒါနှလုံးရည်တိုက်ပွဲဖြစ်နေတယ်မင်းတို့စိတ်ကပေါက်ခွဲသွားလို့လက်ပါသွားတာတဲ့တိုင်နဲ့မင်းတို့အကြမ်းဖက်တယ်ဆိုပြီးတော့ကောက်စားလို့ပဲတန်တန်ပြောတယ်မနေ့သိခံတယ်ကလေးမလေးညာစတာနောက်ဆုံးတာအောက်တနေ့ကြတော့ဘာဖြစ်လဲဆိုတော့အောင်နဲ့စိတ်ဝမ်းအောင်သွားတယ်တပိတ်အောင်သွားတယ်မအောင်တဲ့နဲ့ဘာဖြစ်လို့အဲ့ကလေးမလေးကိုစားတဲ့တပင်းမှုတွေကိုခုနနိုင်ငံသားကလုပ်ငန်းရှင်တွေရဲ့ဘယ်လေရုပ်ညာလေရုပ်တွေရတယ်ကျွန်တော်ဒီနဲ့ကံဖြစ်မျက်နှာကိုချက်ရတယ်ဒါမှရုံရင်းစကပ်ဖြစ်ပြီးတော့အကျန်းဖက်ပါလေလုံးဝလေးကအကျန်းဖက်ပါလေဆိုတော့မရရောက်ဘူးကြားလို့ရှိရောက်သွားတဲ့ဘာမှကလေးတွေမျက်နှာဆူးရောက်ခုန14နှစ်သမီးကျော်ရဲ့မျက်နှာလူလူတွေကိုကျွန်တော်ကြည့်လိုက်ဘာသာမှပြောကြမှာလို့မေးကြတယ်လို့ဒီတော့ကြိုက်ခါထားတယ်ရှုရရထက်တယ်မျက်နှာလူလူတွေရည်ရည်တယ်ရေးတယ်ဟောကြာပြောတယ်နော်
လိုက်ပြီးတော့မျက်ရည်တုပ်ပေးတာလက်မလို့မျက်ရည်တုပ်ပေးလို့မျက်ရည်ကျတယ်ကျွန်တော်တို့ဘယ်လိုကာဝယ်ပေးရမလဲအဲ့ကျွန်တော်တို့မမလေးကျွန်တော်တို့ရဲ့ညီကိုတွေခုနကကားတစ်ထဲမှာအသက်ကြောက်သွားတယ်18ယောက်ကိုတည်သွားတယ်ညီကိုတွေဘယ်လိုကာဝယ်ရမလဲအဲ့ဒါတွေကဒုံးကြီးတွေဝယ်လို့ရပါမလားတစ်ကားတွေနဲ့ကာဝယ်လို့ရပါမလားကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေမှာတစ်ခါပြည့်ရင်ဟောက်ဝဲစာဆိုတဲ့မြောက်သိန်း30လောက်တာအဲ့ဒါကိုဒီလက်ကိုလည်းပြည့်နေတာကျွန်တော်တို့သိတယ်မှာတစ်ချက်ပြည့်လိုက်ပြီတိပိကလေးကိုသွားပြပြီစာတင်ကြောင်းလေးကိုသွားပြတာလေပြည့်တယ်ခုနကလေးမလေးတွေဘဝကိုကာဝယ်ပေးဖို့ကျွန်တော်တို့ရေကုတ်သင်္ဘောတွေထောက်ဝယ်တဲ့တိုက်တင်များတွေဝယ်မယ်ဆိုလို့လည်းမရဘူးအနိုင်ကျင့်တော်ကားတဲ့လူကအိမ်ပေါ်ရောက်ကျွန်တော်တို့ကစံစည်းဥပတ်ပြီးတော့ကာဝယ်မယ်လို့ပြောပေါ်လို့ဖြစ်ကိုယ့်အိမ်ပေါ်မှာရှိနေတဲ့အနိုင်ကျင့်တော်ကားမှကိုကျွန်တော်တို့အမျိုးသားလုံးရင်ဆိုင်နေရတဲ့အန္တရာယ်ပေါင်းစုံခုခံမှုကျွန်တော်တို့နောက်ဆုံးခံတတ်ဖို့ဘယ်လိုတက်ရကြပါလဲနောက်ဆုံးခံတတ်ဖို့ဘာနဲ့ကျွန်တော်တို့စောင့်ကြပါဘယ်လိုတွေတက်ရကြပါဘာနဲ့ကာဝယ်ရမန္တလေးနာနောက်ဆုံးခံတတ်အပြည်သားခံတတ်ဟာအကောင်းဆုံးဖြစ်ပြီးဆုံးခံတတ်အဲ့ဒီခေတ်မှာအကောင်းဆုံးအင်အားအကောင်းဆုံးခံတတ်မြစ်ထဲကတက်လာမယ်ကျူးကျော်သူတွေနေချက်သမားတွေကိုနောက်ဆုံးနိုင်မယ်ရှုံးအမိုင်းရဲ့ပုံတိတ်ခါပဲခုခံမှုပြင်ဆင်ထားတဲ့ခံတတ်လွတ်တော်ကကျင်းနှန်းစာတွေတော့ကြောက်တဏှာတစ်ချက်မပေါက်ပဲဒါတစ်ချက်ကိုရပါတယ်စုပ်ပါပဲရပါတယ်မတိုက်ရရတယ်ပြီးတော့ရတယ်နောက်ဆုံးခံဒါကြောင့်ကျွန်တော်တို့မျိုးသားလုံးရင်ဆိုင်နေရတဲ့အန္တရာယ်ဘောင်းတို့အနိုင်ကျင့်ခံမှုဘောင်းတို့ခုခံကာဝယ်ကိုဒီတစ်ခါတော့တကြည်တဲ့ခံတတ်ကိုမတိုက်ရပဲခုခံရတာမျိုးစွတ်လို့ရတာမျိုးဖြစ်ပဲဆိုကျွန်တော်တို့မျိုးသားလုံးလက်ချင်းချိတ်ပြီးတော့အားလုံးဒီကိုမိသားစုစိတ်နဲ့ခုခံကာဝယ်ပေးကြပါလို့ပြောရင်းသုံးသပ်ပါတယ်ဟုတ်ကဲ့ခင်ဗျာယခုနောက်ဆုံးခန္ဓာမှာဖုကံခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဟောပြောပေးသွားပါတော့ဆရာကိုမင်းပုံလိုက်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ယနေ့ကျွန်တော်ဗျာနှလုံးသားပရိဟိတလူငယ်များသွေးလူရှင်ဖွဲ့မှာကြီးမှုချင်းပါတော့66ကြိမ်မြောက်အာသာဒီနေ့ကြိုးကိုပြုတော့စာပေဟောပြောပွဲခန္ဓာယုံအခုချိန်မှာစပြီးတော့အောင်မြင်စွာပြီးဆုံးကြောင်းခြေညာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စာပေပြောပွဲကိုဒီလိုတစ်ခါနဲ့လာရောက်အားပေးကြကြတော့ဆွေးကြီးကောင်းကောင်းပါများအားလုံးကိုလည်းကျွန်တော်တို့နှလုံးသားလူငယ်များအဖွဲ့မှာထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီနေ့ရောက်ရှိတာကြတော့ကျွန်တော်တို့ဆွေးကြီးကိုလည်းအားလုံးမိမိတို့ရဲ့လုပ်ငန်းတွေအတွင်းမှာလုပ်ငန်းဆောင်တာဝေါကြအားလုံးအောင်မြင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ကလုံးတော်ရတဲ့ပြည့်စုံကြပါစေလို့နှလုံးသားပရိဟိတလူငယ်များဖွဲ့မှာဌာနစုကိုပြုရင်းနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုဒီနေရာမှာပဲဒီကုန်းချုပ်ပြီးဆုံးတော့ပါပြီခင်ဗျာသူပဲကြားရတဲ့ပြိတ္တများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့အပရိသတ်များခင်ဗျာလမ်းကြီးကားနေလဲသူကဒီကနေ့ကြပါတော့ဒီဘေးချင်းဆင်းသွားလို့ရပါတယ်တကယ်လို့လက်ကြီးကားကိုမဆောက်နိုင်ဘူးဆိုရင်လည်းဘေးကြီးကားနေပြီးတော့ဆင်းသွားလို့ရပါတယ်
那还是非常。